လေးကတော့ဝက်ချန်လေးကိုကုနေရဖြစ်ပါတယ်ဝက်ချန်လေးကအားလုံးရှင်းပြီးတော့ဒီလိုမျိုးဘာမှမရှိတော့ဘူးပေါ့နော်ဝက်ချန်ကိုကုပြီးတော့ဝက်ချန်နဲ့ကြံခဲ့ဒီအမာရုပ်အမဲဆက်တွေအနီးဆက်တွေပေါ့နော်အဲ့ဟာလေးကိုပျောက်ကင်းရကာဗွန်လေးစာပြစ်မှာဖြစ်ပါတယ်အခုကာဗွန်လေးစာဆက်ပြီးတော့ဟန်လေးကကုသမှုခံနေရပေါ့နော်ဒီနေ့ကကာဗွန်လေးစာပြစ်တာဖြစ်ပါတယ်လို့ကဲမင်္ဂလာပါအန်လေးကတော့ဒီတောက်လျှောက်ဝက်ချန်လေးကိုကုသနေတဲ့သူဖြစ်ပါတယ်ဝက်ချန်လေးလည်းပျောက်သွားပြီးတော့ဒီနေ့တော့ဟန်လေးကုသတာကတော့နောက်ဆုံးပေါ့နော်နောက်ဆုံးဆိုတော့ဒီအမျက်နှာဝင်းဝင်းပြောင်ပြောင်ကြီးကြီးလေးခုလိုမျိုး glows လေးဖြစ်သွားတဲ့အခြေအနေ reset လေးကိုဖြစ်အောင်ဟန်လေးကကုသမှာဖြစ်ပါတယ်အဲ့တော့လိုက်ပြီးတော့ကြည့်ပေးပါအောင်ဟန်လေးကဖြစ်တော့ပါတယ်